ဘူးပြီးတော့ခုနကျွန်တော်ဒီမှာ bulletin ထဲမှာကြတော့ဒီ intro graduates တွေနဲ့ဒီသူတို့ရဲ့မိသားစုတွေကိုမိတ်ဆက်ပေးဖို့ဆိုပြီးတော့လို့သတ်မှတ်ထားတာဖြစ်တယ်ခါတိုင်းလဲကျွန်တော်ဒီတယောက်ခေါ်တိုင်းကျွန်တော်ဒီမိသားစုကိုမတက်ရက်ခိုင်းတာဖြစ်တယ်ဒါပေမဲ့ဒီနှစ်တော့ကျွန်တော်တို့မိသားစုတွေကိုကျွန်တော်မရက်ခိုင်းတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့အကြောင်းကြောင့်တချို့ကျောင်းသူကျောင်းသားတွေကသူတို့မိသားစုတွေခေါ်ချင်ရတာနဲ့မခေါ်နိုင်တဲ့သူတွေရှိတာဖြစ်တယ်အဲ့ဒါတွေကိုထောက်ထားသောအားဖြင့်ပေါ့နော်လာနိုင်တဲ့သူတွေအားလုံးလဲကျွန်တော်မိသားစုတွေအားလုံးကတိကျပါတယ်နော်ခေါ်တဲ့သူတွေဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမမိတ်ဆက်တော့ဘဲနဲ့ပေါ့နော်ကျွန်တော်ဒီဝိုင်းမှာထိုင်တဲ့ချိန်မှပဲသူ့ရဲ့အမျိုးတွေလားဆိုပြီးတော့တယောက်နဲ့တယောက်ဒီအတိမပြုတ်ကြရအောင်လို့ကျွန်တော်မေတ္တာရက်ခံခြင်းနဲ့ပြီးတော့နောက်တစ်ခုကဘာလဲဆိုကျွန်တော်လည်းမိတ်ဆက်ပေးရမှာဆိုတော့ဒီနေ့အကြောင်းတို့ကျောင်းသားတွေကအရန်ခုနစပြောတယ်လို့အရန်ရင်ခုန်တယ်လို့ပြောတဲ့အခါမှာနစ္စကလေးကနေတချို့ကဝက်ဆုံချုပ်ပြီးသားဖြစ်တယ်နစ္စကလေးကနေအော်ဒါမှာထားတာအရန်ပြင်ဆင်ကြတယ်ပြီးတော့တချို့တွေဆိုရင်ကျွန်တော်လည်းအခုမသိတော့ဘူးသူတို့ကိုကျွန်တော်လည်းနာမည်ခေါ်ရင်းနဲ့သူတို့ကိုပြန်ကြည့်မှာဖြစ်တယ်အဲ့တော့နာမည်မိတ်ဆက်ရင်းနဲ့မိတ်ဆက်ထားတဲ့အရာလေးအတင်းတော်နဲ့ဒီနာမည်လေးပဲကျွန်တော်ခေါ်ပေးမှာဖြစ်တယ်ခေါ်ပေးတဲ့ခါကျရင်မတက်ရက်ပေးပြီးတော့ပေါ့နော်ပြီးတော့ပြန်ထိုင်ပေးပါပြီးတော့ဒီမိတ်ဆက်ပေးချင်းအစီအစဉ်ပြီးသွားတဲ့အခါမှာလည်းကျွန်တော်တို့ကနေပြီးတော့ဒီ group song ဆိုတာရှိတယ်group song လည်းသူတို့ကိုယ်တိုင်ဆက်ထားတဲ့အရာဖြစ်တယ်သူတို့ကိုယ်တိုင်ဆက်ထားတဲ့တခြင်းလေးနဲ့သူတို့ပြန်ပြီးတော့ဒီမှာဘုရားကိုချီးမွမ်းကြမှာဖြစ်တယ်ဒီနှစ်ကအမတန်မှထူးခြားတဲ့နှစ်ဖြစ်တယ်ဒါတခြင်းကောင်းကောင်းလေးတွေလည်းဒီသူတို့ဒီအကြောင်းတို့ကျောင်းသားတွေထဲကနေပြီးတော့တခြင်းဆက်ကြတာပေါ့နော်အမတန်မှကောင်းတဲ့တခြင်းတွေလည်းဆက်ကြတာဖြစ်တယ်ဟုတ်ပြီကျွန်တော်မိတ်ဆက်ခြင်းအစဉ်ကျွန်တော်တို့ပြောမယ်ဆိုရင်BTH ကနေကျွန်တော်စခေါ်มาဖြစ်တယ် BTH ကအရင်တုန်းကခုနဆရာကြီးပြောသလို19ယောက်လောက်ရှိပေမဲ့နောက်ဆုံးတော့တတိရှိတဲ့သူက9ယောက်ပဲကျန်တာဖြစ်တယ်အဲဒီတော့တတိရှိသစ္စာရှိနဲ့ကျန်တဲ့သူ9ယောက်ကျွန်တော်ဒီကနေပဲမိတ်ဆက်ပေးมาဖြစ်တယ်နံပါတ်1က Miss Pau Khan Ching အားလုံးလည်းခုတ်ပြပြီးတော့ဆက်ရအောင်သူက UPC ကျွတ်သုံးပင်ကနေလာတာဖြစ်ပါတယ်လို့ပြန်ထိုင်လို့ရပါပြီပြီးတော့ Miss Jingkhom Kim သူက Fula AG ကဖြစ်ပါFula AG ကဖြစ်ပါတယ်မွန်လိုင်းကနေလာတာဖြစ်ပါတယ်ပြီးတော့ Miss Bung Dai Lun သူကဆိုရင်ကျွတ်သုံးပင် AG ကဖြစ်ပြီးတော့တောင်ဖြီလာမှာနေတာဖြစ်ပါတယ်ပြီးသူကတောင်ဖြီလာ AG ကဖြစ်ပြီးတော့တောင်ဖြီလာကနေလာတာဖြစ်ပါတယ်နံပါတ်5အနေနဲ့ Mr. Thang Boy Chung တော့ဆိုရင် Believer AG Believer Church ကနေဖြစ်ပြီးတော့စမ်းမြုပ်ကနေလာတာဖြစ်ပါတယ် Believer AG တော့ဖြစ်တော့မယ်အဲ့ဒါကျူနမိတ်ဖတ်တာလားတော့မသိဘူးအဲ့တော့ပြီးတော့အဲ့ဒါတွေကကျွန်တော်ဒီ BTH ယူမဲ့9ယောက်ဖြစ်ပါတယ် BRE တွေကိုကျွန်တော် mix up ပေးပါမယ် Miss Chan Nen Ang Blessing AG ဖြစ်ပြီးတော့တောင်စလက်ကနေလာတာဖြစ်ပါတယ်ပြီးတော့ Miss Dim Colching Harvest AG ကဖြစ်ပြီးတော့ကျူ3ပင်ကနေလာတာဖြစ်ပါတယ် Miss Jin Toy Jing Shalom AG ကဖြစ်ပြီးတော့ပြည်တော်သားကနေလာတာဖြစ်ပါတယ်ပြီးတော့ Miss Don Dai Huai Rima AG ကဖြစ်ပြီးတော့ချမ်းမြောင်အောင်စီကနေလာတာဖြစ်ပါတယ်ပြီးတော့ Miss Oisian Huai Bethlehem AG ကဖြစ်ပြီးတော့လိုင်သာယာကနေလာတာဖြစ်ပါတယ်ပြီးတော့ Miss Hausian Huai Walpi AG ကဖြစ်ပြီးတော့တအိုတီရာကနေလာတာဖြစ်ပါတယ်ပြီးတော့ Miss Vung Pum Huai စီရင်တဲ့ချင်းကနေလာပြီးတော့လိုင်သာယာကနေလာတာဖြစ်ပါတယ်ပြီးတော့ Miss Bel Nuam Kim Calvary ZPCM ကနေဖြစ်ပြီးတော့လိုင်သာယာကနေလာတာဖြစ်ပါတယ်ပြီးတော့ Miss Ningai Lian Jire AG ကနေလာတာဖြစ်ပြီးတော့တုံးဆောင်ကနေလာတာဖြစ်ပါတယ်ပြီးတော့ Miss Nyang Khan Mang Bethlehem AG ကဖြစ်ပြီးတော့လိုင်သာယာကနေလာတာဖြစ်ပါတယ်ပြီးတော့ Miss Zam Khan Nuam ကျွတ်သုံးပင် AG ကဖြစ်ပြီးတော့လိုင်သာယာကကျွတ်သုံးပင်ကနေလာတာဖြစ်ပါတယ်နာမည်ဖတ်ပြန်ပြီပြီးတော့ Miss Nyang Lam Nuam Shalom AG ကဖြစ်ပြီးတော့တအူတီရာကနေလာတာဖြစ်ပါတယ်ပြီးတော့ Miss Jingxian Nuam မွန်လိုင်း
ဟုတ်ပါတယ်နော်မွန်လိုင်း AG ကနေဖြစ်ပြီးတော့မွန်လိုင်းကနေလာတာဖြစ်ပါတယ်ပြီးတော့ Miss Eden Bar လိုင်းရွန်ဖြစ်ချင်းကနေဖြစ်ပြီးတော့တန်ဘူကနေလာတာဖြစ်ပါတယ်ပြီးတော့ Miss Jing Tian Sung Grace မိဂါအတင်းတော်ကနေလာတာဖြစ်ပြီးတော့တောင်ချီလာကနေလာတာဖြစ်ပါတယ်ပြီးတော့ Miss Nyang Toi Don Ngai Vung ဂျာဟန်အကပေကနေလာတာဖြစ်ပြီးတော့ဂျာဟန်ကနေလာတာဖြစ်ပါတယ်ပြီးတော့ Miss Luan Sian Zen Moonlight AG ကဂျာဟန်ကနေလာတာဖြစ်ပါတယ်ပြီးတော့ Mr. From Nigeria လိုင်ရွန်ဖြစ်ချင်းကဖြစ်ပြီးတော့တန်ဘူကနေလာတာဖြစ်ပါတယ်ပြီးတော့ Mr. Jin Khai Kim ကျူတုံးပင် AG ကဖြစ်ပြီးတော့ကျူတုံးပင်ကနေလာတာဖြစ်ပါတယ်ပြီးတော့ Mr. Kap Sian Lang တက်လန်ဘက်တနီကနေဖြစ်ပြီးတော့တက်လန်ကနေလာတာဖြစ်ပါတယ်ပြီးတော့ Mr. Khai Dai Lian Medical Center AG ကနေဖြစ်ပြီးတော့ခမ်ပတ်ကနေလာတာဖြစ်ပါတယ်ပြီးတော့ Mr. Thong Big Luin Carson Hitching ကဖြစ်ပြီးတော့ပင်တော်အိုကနေလာတာဖြစ်ပါတယ်ပြီးတော့ Mr. Sui Khopiang တောင်ချီလာ AG ကနေဖြစ်ပြီးတော့တောင်ချီလာကနေလာတာဖြစ်ပါတယ်ပြီးတော့ Mr. Lalom Bui Kwang Wal AG ကနေဖြစ်ပြီးတော့တောင်ချီလာကနေလာတာဖြစ်ပါတယ်ပြီးတော့ Mr. Thang Lo Sang အကပေကနေဖြစ်ပြီးတော့ချမ်းမီအောင်စီကနေလာတာဖြစ်ပါတယ်ပြီးတော့ Mr. Muan Sian Siam Bung Sian Siam Medical Center AG ကနေဖြစ်ပြီးတော့ခမ်ပတ်ကနေလာတာဖြစ်ပါတယ်ပြီးတော့ Mr. Mang Sian Swan Calvary ZBCM ကနေဖြစ်ပြီးတော့လိုင်သာယာကနေလာတာဖြစ်ပါတယ်ပြီးတော့ Mr. Pasun အသက်ရှင်တော့ဖျားသခင်အသင်းတော်ကနေလာတာဖြစ်ပြီးတော့သူကလည်းစမ်းမြုပ်ကနေလာတာဖြစ်ပါတယ်ပြီးတော့ Mr. Jin Sian Thang Calvary ZBCM ကနေဖြစ်ပြီးတော့လိုင်သာယာကနေလာတာဖြစ်ပါတယ်ပြီးတော့ Mr. Velfroid Luang Calvary ZBCM ကနေဖြစ်ပြီးတော့လိုင်သာယာကနေလာတာဖြစ်ပါတယ်ပြီးတော့ Mr. Mung Khan Tuang ပြီးတော့ဒါကနေလာတာဖြစ်ပြီးတော့ Shalom AG ကဖြစ်ပါတယ်ပြီးတော့ Mr. Sian Muan Tung Valvom AG ကဖြစ်ပြီးတော့ Valvom ကနေလာတာဖြစ်ပါတယ်လို့ဒီကနေ့မှာကြီးစိုးတော်ကြောင့်ဒီကနေ့ဒီလိုမျိုး break up dinner မှာ break up lunch